ဟာညီမလေးဟာလူလူသူရဲကောင်တာဝန်သူပြည်သူဆိုတာဒါမျိုးဘာလဲပြောနေဟမ်ကျွန်တော်တော့နဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီစံပေးနေတဲ့သတင်းလေးကတော့ဘာလာလာဖမ်းဖို့ရှုတိုက်ခံရခြင်းဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာသတင်းလေးရဲ့အစခွတ်တုတ်ချေတောင်ငွေတွေဟာရေကုန်လဲတဲ့စွမ်းအားတွေပန်ဆိုင်ထားတာခွေရေကုန်မှားလိုက်တဲ့အထိပဲငိုးမှခွတ်တုတ်ချေအခုလဲကြက်တဲ့ခေါင်းပေါင်းကြီးတကားကနဲ့လူရေကုန်လဲဖို့တနိုင်ငံလုံးကိုဖမ်းခိုင်းလိုက်တာငိုးမှခွတ်တုတ်ချေလူရေကုန်လဲခွေးချင်းကြံရင်လိုပြဘူးဆိုတာမသိရှာဘူးဟိုမှာဘာဖြစ်ဖြစ်ကျွန်တော်တို့စစ်ခွေးတွေဆိုတာအမေမေရင်ကိုမေကိုတော့ချစ်တယ်တော့ I love you တွေလို့တာအဲ့လိုနဲ့ဘာလာလာဖမ်းဖို့ကွင်းစင်လာခြင်းဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာပေးခြင်းတဲ့ message လေးကတော့ပတ်စံရှိတဲ့သူတွေထောင်ထဲမှာကွန်လိုကြိုးစော်ထားဖို့ပဲဖြစ်ပါတယ်ဗျာခိုင်းနိုင်ရပေါ်လာဆိုပိုတိရကသူတို့တောက်လျှောက်ပြင်းဒါပေမဲ့သူတို့လှုပ်တဲ့အလုပ်တွေကပိုပြီးကောင်းတဲ့ quality မြင့်တဲ့အရာတွေပဲထွက်လာတာဗျာဒါတော့နိုင်ငံမှာတော့ပါလဲတော့ဒီရောက်တော့ပြီးလုံးမလုံးပြင်းနေတော့ဒီမှာအဲ့လိုကပ်ပိတ်နေဟိုကြားမှာနေပြောနေနောက်ပြီးဒီစေးကြောင်မှာပါတဲ့哎，我来翻了，早上我让他们了，那个都不跟红的，那个放了，怎么讲没弄你了？啊，弄了，没弄什么，那个哪是他发的，没弄什么，那个哪是他发的，是这里，哎呀，背上，别再来，弄嘛的。ဘာဥတွေလဲတည်တဲ့ဥတွေလားဒေသနာဥတွေလားစစ်ဘက်ဥတွေလားရက်ဘက်ဥတွေလားဟဲ့ခွတ်ထုချီနှုတ်ထွက်ဥပဒေပေါ့ဒါကအောက်ခဏဟလားဟမ်ဘာမှနေလဲအပေါ်သားဟဲ့ငါ့လက်ထပ်ပေးဘလို့မတတ်နိုင်လို့ပါတဲ့အဲ့ဆိုရင်တဲကူကိုခွေးပေါက်လေးမမွေးပြီးတော့ဒီမကိုချစ်သူကိုသစ္စာရှိရဲဆိုတာခွေးတကောင်တခင်တရားကိုသစ္စာရှိတယ်လို့မျိုးမဟုတ်ဘူးကိုရဲ့အမကမောင်ကိုအကိုကနှမကိုမေကတောင်းသစ္စာရှိတယ်လို့မျိုးသစ္စာရှိတာအဲ့ဒါအမိန်နာကမှုမဟုတ်ဘူးအဲ့ဒါအချစ်ကိုရဲ့တဲ့ကိုနောက်ဆုံးတစ်ခုပြောမယ်ရှင်းရှင်းတဲ့ကိုရွေးမလားကိုခွတ်တော့ချီကိုရွေးမလားတဲ့ဟိုအချီကဖြေကိုတကြားချင်တယ်ကိုရ시간만이 흘러갈 뿐이야 사랑해요 고마워요 따뜻하게 나를 안아줘 나는 살 수 있어 사랑은 그런가 봐 사랑해요ကြည့်လို့မရဘာကြီးပြောလင်းမင်းတို့နဲ့ငါနဲ့ဇလန်ပြီးပြီရada yang baru kalau ngana rindu coba dengar bilang coba dengar bilang kalau ngana rindu coba dengar bilang
ခဏလေးအခုကျွန်တော်တခုတော့ပြောချင်သေးတယ် နေဦးညီလေးမင်းပြောချင်တာဒီလိုမျိုးလားကွာ ပတ်စံနေလေးပေါ်မှာချင်းပတ်စံနေလေးပေါ်မှာဝဲပတ်စံနေလေးပေါ်မှာချင်း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  ဘာလာပြောနေခင်ဗျားကိုမဲလာထဲဖို့ပြောမလို့ ဟယ်လိုဗျမရှိပါ အေးငါဒီမှာ2မဲပဲရသေးတယ်မင်းတို့အဲ့ဒါဘယ်လိုလုပ်ပေးမှာလဲပြောอ่ะ ဟုတ်ကဲ့ဗျအဲ့ဒါလေးအဘအတွက်ကျွန်တော်တို့ပြည်သူတရက်လုံးကိုတက်ထဲဆွဲခုတ်ထည့်ထားပြီးတော့မဲထက်ခိုင်းရတဲ့ဗျမကြခင်မှာတတိုင်းတစ်ပြည်လုံးရဲ့မဲဆန္ဒတွေကိုအဘရစီရပါမယ် အေးမင်းတို့မြန်လုပ်ဒီမှာငါအခြေရမနေဘူး ဟုတ်ဗျဟုတ် အေးဒါပဲ ပေးဖို့ကြံခဲ့တဲ့မစိလေးကတော့ခွတ်တုတ်ချေဆိုတာခွက်ကောစားပါဒီကောင်ကစားကွာကြံရလို့ပြီးသေးဘူးဗျာပေးဖို့ကြံခဲ့တဲ့မစိလေး